Hello မင်္ဂလာပါကျွန်တော်လေးပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ money is a tool not a goal စီလောင်ပါလာပြန်ရင်တော့ပတ်စံဆိုတာအကြောင်းအရာတစ်ခုတက်တက်ပါပဲမျှော်လင့်ချက်ပန်းနိုင်မဟုတ်ပါဘူးကဲဒီတော့ပတ်စံကိုဘာလို့လိုအပ်နေကြရလဲပတ်စံကိုဘာကြောင့်လိုချင်နေကြရလဲပတ်စံကနေရာတော်တော်များများမှာအသုံးဝင်နေရရလဲဟုတ်ပြီကျွန်တော်တို့ကပတ်စံအကြောင်းပြောရတာနဲ့တိုက်ကြီးတွေကားကောင်းစားတွေနဲ့ပြည့်စုံတဲ့ဘဝလူတိုင်းရဲ့လေးစားအကြမှုစတာတွေကိုရနိုင်တဲ့အရာဖြစ်တဲ့အတွက်လူတိုင်းစိတ်ထဲမှာပတ်စံရှိဖို့ကငါးဘွားရဲ့မျှော်လင့်ချက်ဆိုပြီးသတ်မှတ်လိုက်ကြတယ်တကယ်တော့ပတ်စံဆိုတာကတင့်ရည်ရွယ်ချက်မျှော်လင့်ချက်တွေကိုတွားတဲ့နေရာမှာလိုအပ်တဲ့တူးတစ်ခုသာဖြစ်တယ်ဥပမာတင်ကအိမ်ကောင်းအောင်လုပ်လိုချင်တာကတင့်မျှော်လင့်ချက်ဆိုပါတော့တင်အိမ်ဆောက်ဖို့လိုအပ်တဲ့အုတ်သေးကြောက်တံပန်းစတွေကတူးဖေးတာဖြစ်ပါတယ်အဲ့တော့ပတ်စံဆိုတာကကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကိုတွားဖို့အထောက်ပံ့တစ်ခုသာဖြစ်ပါတယ်ကျွန်တော်တို့ဘဝကိုတိုးတက်အောင်လုပ်နေတဲ့အချိန်မှာပတ်စံကိုအဓိကတစ်ခုအနေနဲ့မတတ်မှတ်ပဲဘဝတိုးတက်ရေးကိုအဓိကထားသင့်ပါတယ်ပတ်စံကတင်းရဲ့ဘဝယူမှန်းချက်မဟုတ်ပဲတင်းမိသားစုနဲ့တင်းချစ်ရတဲ့သူတွေကိုပံ့ပိုးပေးနိုင်ဖို့တင်းဘဝအေးချမ်းမှုအသေးအကြုံတွေကိုရရှိစေနိုင်မှုပဲဖြစ်ပါတယ်အားလုံးပဲအဆုံးထိနားထောင်ပြီးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့မျက်နှာရှင်းပေးကို like subscribe ပြီးလို့ခင်ဗျာမမေ့ပါနဲ့